ခုယူခဲ့ရပေါ့နော်major 5ခုယူခဲ့တာမှာဒီခုတွေ့ရတဲ့အတိုင်းပဲဒီမှာဆို GPA 4ရတယ် second semester တော့ major 4ခုယူခဲ့တယ်အဲ့မှာလည်း GPA 4နဲ့အောင်တယ်နောက်တော့နောက်ထပ်2024 first semester ရောက်သွားပြီပေါ့နော်အဲ့တော့နောက်ထပ်ဒါတတိယမြောက်ပေါ့နော်ပြောရမယ်ဆိုတော့အဲ့ဒီတတိယမြောက်မှာကျတော့မျိုးက GPA 3.87 ရတယ်နောက်ထပ်စတုထမြောက် semester မှာကျတော့ major 4ခုယူခဲ့တယ် GPA 4.25 ရတယ်နောက်ဆုံး semester မှာကျတော့ဒါကဟို prerequisite course တွေဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော် extra အနေနဲ့ယူရတဲ့ course တွေဖြစ်တဲ့အတွက်ကြောင့်မို့ credit တော့မပေးဘူးအဲ့တော့ total GPA ဆိုလို့ရှိရင်တော့ 4.03 ရခဲ့ပြီးတော့အမှတ်နဲ့ပြောမယ်ဆိုရင်တော့ 95.3 ပေါ့နော်100မှာ 95.3 ကို total ရခဲ့ပါတယ်ဒါဆိုရင်တော့ဒါ2နှစ်ခွဲတက်ခဲ့ရတဲ့semester တွေနဲ့အမှတ်ဘယ်လောက်ရတယ်ဆိုတာလေးကိုပြောပြပေးရပါတော့မင်းကတော့အခု tax ကတော့ပြီးသွားပြီနောက်2026 February ကြာလို့ရှိရင်ဝယ်ယူရမယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ semester 4ခုတက်တယ်ဆိုရင်semester 4ခုတက်တယ်ဆိုရင်လည်းရတယ်ဒါပေမဲ့မင်းကကျတော့အဲ့လိုပို့ပြီးတော့သိချင်တဲ့ major တွေလည်းရှိလို့ကိုမတင်ဘူးတဲ့ခါကျတော့သိချင်လို့ဆိုပြီးတော့ထပ်ပြီးတော့ရှူလိုက်တာပေါ့နော်အဲ့တော့ဝယ်ယူတဲ့အချိန်လေးအောင်နည်းနည်းတော့နောက်ကျသွားတယ်ဒါပေမဲ့ဒီမှာမတင်နဲ့တခြားစီမှာတင်ဖို့ကကြတော့နည်းနည်းခက်ခဲရှိရပေါ့နော်အဲ့တော့ကိုရှာတော့ပေးရသူရှိအောင်ကောင်းကောင်းလုပ်မယ်ဆိုပြီးတော့တင်ကြားခဲ့ပါတယ်အားလုံးပဲအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာမိသားတွေအကြောင်းပေါ့နော်အသေးစိတ်ထပ်ပြီးတော့ပြပြပါအောင်မယ်အားလုံးပဲတက်တာပါ